တညတာကိုကုံဆုံးခဲ့ပြီးမနက်မိုးလင်းလို့လာခဲ့ပါတော့တယ်မနက်မိုးလင်းလို့လာတဲ့အချိန်မှာတော့ရွာသားတွေဟာဆရာတော်ဖျားစီစွမ်းနေတဲ့အတူရောက်ရှိလို့လာခဲ့ကြတာပေါ့ဆရာတော်ဖျားကြီးကိုဖူးမြော်ကြပြီးဆရာတော်ကြီးထံကနေဘလူးကြီးရဲ့အတိတ်ဘဝကိုမေးလျှောက်ခဲ့ကြပါတော့တယ်ဆရာတော်ဖျားကလည်းဘလူးကြီးရဲ့အတိတ်ဘဝကိုပြန်လဲမိန်ကြားခဲ့လိုက်တာပေါ့ဘလူးကြီးကတရားလူမဟုတ်ဘူးကွလွန်ခဲ့တဲ့2 လလောက်ကမှပြန်တော်မူသွားခဲ့တဲ့ပေါက်ပင်ရွာကဆရာတော်ပဲဆရာတော်ကြီးကဘုန်းကြီးကျောင်းမှာလူအယိုးကောင်းတွေတရိษံတွေရဲ့သွေးတွေနဲ့ရစ်ပူစောပြီးလက်လာပါတွေတူးအောင်လှုပ်ထားတာပဲဒါကြောင့်လေဒီဆုံးသွားတဲ့အချိန်မှာမကျွတ်မလွတ်နိုင်ပဲဘလူးကြီးဘဝနဲ့တန်တရားလဲနေခဲ့တာပေါ့ဒါကြောင့်မို့တကာမတို့တွေလေဒီအဖြစ်ကိုနမူနာယူကြပြီးသူတစ်ပါးရဲ့အသက်ကိုကိုကျိုးအတွက်